ဒီကောင်လေးဟာသူ့ရဲ့အရင်ခောက်ဖခင်ဖြစ်သူကိုကိုယ်တိုင်တက်ခဲ့မိပါတယ်။ဒါပေမဲ့သူဟာရဲလက်ကိုအနံ့မဲ့အစားကတုံတုံပြီးဝေးလံခေါင်တည်တဲ့တောတွင်းကျောင်းတစ်ခုမှာတာသနာပါဝင်ပြီးပေါ်အောင်မှုဆုံးဖြတ်ခဲ့တယ်ဒီလိုဖုန်ကြီးဝတ်လိုက်ရင်တရားဥပဒေစိုးမိုးမှုကနေလွတ်မြောက်နိုင်လိမ့်မယ်လို့သူမျှော်လင့်ခဲ့တာပါ။ဒါပေမဲ့ကျောင်းကိုရောက်တဲ့ပထမဆုံးနေ့မှာတင်ကျောင်းနောက်ဘက်မှာထူးဆန်းတဲ့အရာတစ်ခုကိုသူစတင်တွေ့ရှိခဲ့ရတဲ့တောနက်ထဲမှာမြင်မာလာတဲ့စင်းမြင့်ကြီးတစ်ခုရှိနေပြီးအဲ့ဒီစင်ပေါ်မှာအရသာရှိတဲ့စားစရာမျိုးစုံကိုတင်ပြထားတာပါ။ကျောင်းထိုင်ဆရာတော်ကရှင်းပြတာကတော့ဒီပူဇော်တက္ကတွေဟာနတ်ကောင်းလက်မြတ်တွေအတွက်မဟုတ်ပဲဘီလူတရဲတစေတွေအတွက်ဖြစ်တယ်လို့ဆိုပါတယ်ဒီဒေတာကလူတွေဟာနတ်ဖျားတွေကိုမကိုးကွယ်ကြပဲနတ်ဆိုးတွေကိုကိုးကွယ်ကြတာပါဒီပူဇော်တက္ကတွေကိုဘယ်သူမှမထိသေး၍အဲ့ဒီနတ်ဆိုးတွေဟာအပြင်ထွက်လာပြီးရွာကိုဒုက္ခပေးမှာမဟုတ်ဘူးလို့ပြောပါတယ်ဆရာတော်ကမပြန်ခင်ကောင်လေးကိုပြင်းပြင်းထန်ထန်တတိပေးခဲ့တယ်။ဘာပဲဖြစ်ဖြစ်ဒီညမင်းခန်းထဲကအပြင်မထွက်နေပြီးတော့ပူဇော်တက္ကတွေကိုဘယ်တော့မှမထိနေတဲ့ဒါပေမဲ့ကိုဖခင်ရင်းကိုတော့တည့်ရဲတဲ့ကောင်လေးဟာစကားနားထောင်မဲ့အမျိုးအစားတော့မဟုတ်ပါဘူး။အဲ့ဒီညတကောင်ရဲ့အချိန်မှာဆူဆူဆောင်းဆောင်းတိကျင်စိတ်နဲ့လောဘဇောတိုက်ပြီးကောင်လေးဟာရေနံစီမီအိမ်လေးကိုကိုင်ကတောင်ပေါ်ကိုတိတ်တဆိတ်တက်သွားခဲ့တယ်ပြီးတော့ဘာမှမတွေးပဲစင်ပေါ်ကစားစရာတွေကိုယူငင်စားတော့ပါတော့တယ်သူခောက်ဆွဲပြုတ်တစ်ခွက်လှုပ်ရှားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲဝိုင်းရင်ရဟန်းတပါရုတ်တရက်ပေါ်လာပြီးပူဇော်တက္ကတွေကိုနေရာမှာပြန်ထားဖို့ကောင်လေးကိုချက်ချင်းပြောပါတယ်ဒါပေမဲ့ကောင်လေးကညှင်းဆန်ပြီးသူ့ကိုလာမကိုင်ဖို့ပြန်ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးဟာလက်ထန်သွားပြီးငါလက်လွတ်လိုက်ပြီလေလို့အော်ပြောလိုက်တယ်ကောင်လေးကြောင့်အန်သွားရတာကခောက်ဆွဲပကံဟာလေထဲမှာအလိုလျောက်ပြန်ဝဲနေလို့ပါပဲသူ့စိတ်ထဲမှာပထမဆုံးအကြိမ်ဖြစ်တန်တရားတွေစတင်ဝင်ရောက်လာတယ်တကယ်ပဲနတ်ဆိုးတွေရှိနေတာလားဒါပေမဲ့သူဟာမယုံကြည်ခြင်းသေးပဲဒါဟာတစုံတစ်ယောက်ရဲ့လှည့်ကွက်တက်ပဲလို့စွန့်မိတ်တွေးလိုက်တယ်ဒီမျက်လက်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်ပြီးစင်မြင့်စီကိုတိတိကျကျကြည့်ဖို့တိုးသွားခဲ့တဲ့အဲ့ဒီအချိန်မှာပဲအခြေအနေတွေဟာထိတ်လန့်စရာကောင်းအောင်ပြောင်းလဲသွားပါတော့တယ်ခဏတာတွင်းမှာပဲသူ့အနားမှာရက်နေတဲ့အေယာမတရဝါကြီးတစ်ကောင်ကိုမြင်လိုက်ရပြီးအဲ့ဒီမြင်ကွင်းကသူ့ကိုတေလူမတက်ချောက်လန့်သွားစေခဲ့ပါတယ်သူချက်ချင်းနောက်လက်ပြေးဖို့ပြင်ပေမဲ့နောက်တစ်စက္ကန့်မှာပဲမမြင်ရတဲ့စားအားတစ်ခုကစင်မြင့်ကြီးတစ်ခုလုံးကိုမှောက်လန့်ပစ်လိုက်ပြီးစားစရာတွေနေရာအနှံ့လွင့်စင်သွားခဲ့တဲ့ကောင်လေးဟာအသေးအတန်ကြောက်လန့်တကြားနဲ့သူ့အခန်းစီကိုအမြန်ဆုံးပြန်ပြေးပြီးစောင့်ချုံကဒီညကိုမနေ့အသက်လူကြော်ဖြတ်ခဲ့ရတယ်နောက်တစ်နေ့မနက်မှာတော့တန်ဃာတော်တွေဟာပောက်ကုန်ဖြစ်နေတဲ့စင်မြင့်ကြီးကိုတွေ့ရှိသွားကြပြီးဆရာတော်ရဲ့မျက်နှာဟာချက်ချင်းဖြူဖြောသွားခဲ့တယ်ဘာလို့လဲဆိုတော့နတ်ဆိုးတကောင်ဟာအမျက်တော်သားထွက်သွားပြီဆိုရင်သူ့နေရာမှာအစားထိုးဖို့အတွက်တခြားဝိညာဉ်တစ်ခုကိုရှာဖွေတော့မှမို့လို့ပါပဲရွာသားတွေကတတိပေးချက်ကိုမလိုက်နိုင်တဲ့ကောင်လေးကိုအပြစ်တင်ကြပြီးသူ့ကိုကန်ဆိုးစေတဲ့ကျင်းစာတင်သူလို့ခေါ်ကြတဲ့ကောင်လေးဟာစိတ်ပြတ်ဒေါသထွက်ပြီးရေပုံးကိုကန်ကြောက်ကကြောင်းကနေထွက်သွားဖို့သူ့ပစ္စည်းတွေကိုတင်ဆက်ပါတော့တယ်ဒါပေမဲ့ဆရာတော်ကသူ့လမ်းကိုပိတ်ပြီးစင်မြင့်ပစ္စည်းသွားပြီးဒီညအဲ့ဒီနဲ့ဆိုကအစားထိုးမဲ့သူကိုလာရှာလိုက်မယ်ကျောင်းတော်ကပဲမင်းအတွက်အလုံးစုံနေရလို့ပြောခဲ့တယ်ဒါပေမဲ့ကောင်လေးကဆရာတော်ရဲ့စကားကိုတလုံးမှမယုံပဲတွန်းခဲကတောင်အောက်ကိုဆင်းသွားခဲ့တယ်ဒါပေမဲ့မိနစ်အနည်းငယ်အကြာမှတင်သူဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုစတင်အောင်တရားလာပါပြီတောအုပ်တစ်ခုလုံးမြူကိုတွေထူထပ်စွာဖုံးလွှမ်းသွားပြီးသူ့ဖုန်းလိုင်းလည်းလုံးဝပြတ်တောက်သွားခဲ့တဲ့စိတ်မသက်မသာဖြစ်ပြီးခြေလမ်းတွေကိုအရှင်မြင့်လိုက်တဲ့အချိန်မှာကံကောင်းထောက်မှစွာနဲ့ဝိုင်းရင်ရဟန်းတစ်ပါးနဲ့ပြန်ဆုံခဲ့ပါတယ်အဲ့ဒီရဟန်းကညမိုးချုပ်တော့မှဖြစ်လို့ပြန်ဖို့အချိန်မမီတော့ကြောင်းပြောပြီးကောင်လေးကိုအနီးနားကကူတစ်ခုစီခေါ်သွားခဲ့တယ်သူပြောပြချက်အရဒီကူဟာဆရာတော်တစ်ချိန်ကတရားအားထုတ်ခဲ့တဲ့နေရာဖြစ်ပါတယ်ဖျောင်းနိုင်တွေထွန်းညှိပြီးနောက်အဲ့ဒီရဟန်းကကောင်လေးကိုဗုဒ္ဓကျမ်းစာတစ်စောင်ပေးခဲ့ပြီးဒီညလုံးပေါက်မရက်မနာရွတ်ဖတ်နေပါပဲဖြစ်ဖြစ်ဒီကူလေးကနေအပြင်းမထွက်ပါနဲ့မင်းမြင့်သမျှအရာအလုံးဟာနတ်ဆိုးတွေဖန်တီးထားတဲ့မျက်လက်တွေပဲဖြစ်နိုင်တယ်လို့မှားကြားခဲ့တဲ့ကောင်လေးကကောင်းညင်ပြီးကျမ်းစာကိုလက်ခံလိုက်ပေမဲ့မော့အကြည့်မှာတော့ရဟန်းဟာလုံးဝပြက်ကွယ်သွားခဲ့ပါပြီတကောင်ရံချိန်ရောက်လာတဲ့အခါကောင်လေးဟာမှားကြားထားတဲ့အတိုင်းကျမ်းစာကိုစက်တိုက်ရွတ်ဖတ်နေခဲ့တဲ့အဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့ရက်ပိုင်းကအဖြစ်အပျက်တွေသူ့မြုပ်နှံထားခြင်းနဲ့အမှန်တရားတွေကသူ့စိတ်ထဲပြန်လည်ပေါ်ပေါက်လာပါတော့တယ်အဲ့ဒီနေ့ကသူနဲ့သူတငယ်ချင်းတွေဟာပျော်ပါဖို့အတွက်လမ်းသွားလမ်းလာကားတွေကိုကြောက်ခဲတွေနဲ့လှမ်းတူးခဲ့ကြတာပါအစပိုင်းမှာတော့ဒါဟာအနေမရှိတဲ့ကစားနည်းတစ်ခုလို့ထင်ခဲ့ရပေမဲ့ကားတစ်စီးတိမ်မောက်သွားတဲ့အချိန်မှာကောင်လေးသွားရောက်စစ်ဆေးကြည့်တော့သူပြစ်လိုက်တဲ့ကြောက်ခဲကြောင့်တိတ်ဆုံးသွားရသူဟာသူ့ရဲ့ဖခင်ရင်ဖြစ်နေခဲ့ပါတယ်ဒီအမတ်တရားကသူ့တကိုယ်လုံးကိုတုံးလုံးချောက်ချသွားစေပြီးနတ်ဆိုးဟာသူ့ရဲ့အပြစ်ရှိစိတ်ကိုပြန်လည်ခံစားရအောင်အတင်းအကျပ်နှိပ်စက်နေတာထင်ရှားလာပါတယ်အဲ့ဒီနောက်ကူတဲကဖျောင်းနိုင်တွေအားလုံးရုတ်တရက်ငြိမ်းသွားပြီးအမောင်ထုကအရာအားလုံးကိုဝမ်းမြူသွားခဲ့တယ်ကျောင်းမဖွဲကောင်းတဲ့ဟိဟောက်တန်ကြီးကူထဲမှာပဲ့တင်ထက်လာတဲ့အခါကောင်လေးဟာဒီနှိမ့်ဆက်မှုကိုဆက်မခံနိုင်တော့ပဲကူပြင်ဘက်တောအုပ်ထဲကိုပြေးထွက်သွားခဲ့တဲ့တောထဲရောက်တာနဲ့ကြောက်စရာအတန်တွေဆက်တိုက်ထွက်ပေါ်လာပြီးသူဟာလမ်းလုံးဝပျောက်ဆုံးသွားပါတော့တယ်အနီးနားကခြုံပုတ်ထဲကနေအတန်တစ်ခုကြားလိုက်ရတဲ့အခါတစုံတစ်ယောက်ကသူ့ကိုလာချောက်လက်နေတဲ့အထင်နဲ့ကြောက်ခဲတစ်လုံးကိုကောက်ယူပြီးအမောင်ထဲကိုလှမ်းပစ်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီကြောက်ခဲဟာသူ့စီပြန်လဲလွတ်ဆင်လာပြီးသူ့ကိုထိမှန်သွားခဲ့တဲ့ဒေါသတကြီးနဲ့သူဟာနောက်ထပ်ကြောက်ခဲတစ်လုံးကိုကောက်ပြီးပြန်လဲတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာပဲကြောက်ခဲမှန်ပြီးလဲကျသွားတဲ့အချိန်မှသာကြောက်ခဲအထုခံရတဲ့ခံစားချက်ကဘယ်လိုလဲဆိုတာသူနောက်ဆုံးမှနားလည်သွားခဲ့တယ်သူဟာထိတ်လန့်တကြားနဲ့ဖုန်းကိုထုတ်ပြီးမိခင်ဖြစ်သူစီအကူအညီတောင်းဖို့ဖုန်းခေါ်ခဲ့တယ်ဖုန်းဝင်သွားပြီးမိခင်ဖြစ်သူကတော့သူပြောတဲ့စကားတစ်လုံးမှမကြားရပါဘူးအဲ့ဒီနောက်မဖြစ်နိုင်တဲ့အရာတစ်ခုစတင်ဖြစ်ပြလာပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာတစ်ပင်ကြီးတွေလောက်နီးပါးမြင်မာကြီးမားလာပါတော့တယ်အဲ့ဒီအချိန်မှာပဲထိတ်လန့်စရာအမှန်တရားကြီးကရှင်းလင်းသွားခဲ့ပြီးကောင်လေးဟာနတ်ဆိုးတစ်ဖြစ်သွားခဲ့ပါပြီဒီတန်တရားစဝန်းဟာဆက်လက်ပဲနေဦးမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူလူပြန်ဖြစ်ဖို့အတွက်သူ့နေရာမှာအစားထိုးမဲ့တခြားသူတစ်ယောက်ကိုပြန်လည်ရှာဖွေရတော့မှာမို့လို့ပါပဲ